များလာဖြစ်ပါတယ်အားလုံးဖမ်းပါအခုကျွန်တော်ဝင်မြောက်ပေးမှာကတော့ကျွန်တော်တို့ရေခေတောင်ချေရွာဘက်မှာများကြတဲ့ထူးခြားတဲ့ရိုးရာငါးများနေအကြောင်းဖြစ်ပါတယ်ခင်ဗျာဘယ်လိုထူးခြားလဲဆိုတော့ခါတိုင်းကျွန်တော်တို့ငါးများရင်ငါးစားတက်ပြီးများကြတယ်ဒါပေမဲ့ဒီဘက်မှာတော့ငါးစားမပါဘဲငါးများကြတာဖြစ်ပါတယ်ဒီကရေခေငါးတွေများကြပါတယ်ငါးများချင်းတစ်ခုကိုပူးချထားရပါတယ်ပြီးရင်တထွာတော့ကွာမှာနောက်တစ်ချက်ကိုတက်ရပါတယ်ပြီးရင်လေးချိန်နဲ့များတဲ့ခေတလုံးတက်ပြီးတော့များကြပါတယ်ဟုတ်တယ်နော်အခုတော့ငါသိမရှိတော့ကဲခုတော့ငါးစားများပါတော့မယ်အဓိကရေစီးကျန်းတဲ့နေရာတွေမှာများတာဖြစ်ပါတယ်ဒီတော့ဒီငါးကတော့ဒီအကူများထားတာဖြစ်ပါတယ်ကျွန်တော်တို့စောင့်ကြည့်နေတဲ့အချိန်မှာတော့ငါမရပါဘူးနောက်ဆိုဒီရိုးရာငါးများကြီးကပျောက်ကွယ်သွားနိုင်ပါတယ်အဲအကြောင်းအရင်ကလိုငါးတွေပေါ်များလာအောင်ကျွန်တော်တို့ထင်ထင်တတ်ဖို့လိုအပ်နေပါ